လာပါရှင်ညနေပဲဖြစ်ပါတယ်ဒီနေ့ကတော့ဘောနော်ဒီ ID မပါတဲ့နေရာတော့ပါလားဆိုတော့ဘောနော်ဒီနေ့မှာတော့တော်ရတာဖြစ်ပါတယ်ကျန်တဲ့ ID မပါတဲ့နေရာတော်ရပါလို့ဆိုတော့ဘောနော်ဒါဆိုထားလို့တော့မှာပါဆိုရင် ID မပါတဲ့နေရာသွားစုနေဆိုတော့ပထမဦးဆုံးကမီနူးရဲ့ဝင်ရပါမယ်မီနူးရဲ့ဘောနော်အဲ့မီနူးရဲ့ဝင်လိုက်ပါမီနူးရဲ့ဝင်လိုက်ဒီမှာနေရာအနားရှိပါတယ်ဒီနေရာအကုန်လုံးကလုံးဝ ID မပါပါဘူးဟိုကတော့တိတ်တိတ်နေတော့ပေါ့စုံရပါတယ်နေရာရေးတော့အများကြီးရှိရပေါ့နော်ဒီအများကြီးအောက်မှာတိထွက်တိုင်းနေရာလေးတချို့လေးရှိပါတယ်အရင်တော့တိထွက်တာပေါ့နော်ခုကတော့မထွက်တော့ပါဘူးကဲအဲ့ဒီမှာရနေလူအသွားအများဆုံးနေရာကြီးဒီကြမ်းများဆုံးနေရာကြီးနောက်တော့ဒီကဖေးရတယ်လူတော့များရပေါ့နော်ကွာအဲဒီမှာစားရတဲ့ဟာကြီးပေါ့ကွာစားရရဲပြီးမှာပီဇာစားရရဲပေါ့နော်ဒီဆိုင်ဒီနေ့မှနေရတဲ့ဆိုင်ပေါ့နော်ဆိုတော့ဒီအရင်ပိုင်းညာယူဖြစ်ပါတယ်ဒီဖုန်းလေးကိုရိုင်းကိုကြသွားရနေဆိုတော့ဒီဖုန်းလေးကိုရှိတဲ့တော့လိုက်တာပြပါရမယ်နောက်နေရာပေါ့နော်ဒီနေရာပြရမလဲဒီဆူရှီဘာပေါ့နော်ဆူရှီဖားကိုတွားလိုက်ပါဆူရှီဘာကတော့ခုပိတ်ပါတယ်သူက9နာရီ10နာရီမှခွင့်အောင်ဒါပေမဲ့ပြန်ဆူရှီဘာကိုဖွင့်လို့ရအောင်လုပ်တဲ့ဒီလိုပြောပြမယ်နော်ဒီမှာဦးရောင်းနေနေရဲ့ဒီပေါ့နော်ဒီလိုမျိုးလိုက်ဆိုတော့နိုင်မှာ setting ဆိုရက်ပြပါလိမ့်မယ် setting လေးနဲ့ပါပြီးတော့အချိန်ကြောင်းလို့ရတဲ့ high ရှိရပေါ့နော်ဒီမှာ next time ဆိုပြီးတွေ့ပါလိမ့်မယ်အဲ့ next time နှိပ်ပေါ့ခဲမှာဒီခုနကလို့ဆိုရဲဟာလေးတက်တော့ပါပြီ။ဒါပေမဲ့လည်းနားဝယ်ပြီးတော့နော်ကွာတာကိုစားချင်တာဟာကြီးဒီစီစီကိုစားပြရတယ်ပေါ့နော်။ဒီကဒိန်းမှာစားလာစားစင်အရင်စီလာရဲဆိုရင်ဒီမနေ့ရောက်ပြန်တော့ကြအောင်နော်။လို့ရှိရင်တော့ရင်းယူကဆက်ပြီးနေရာလေးရှိသေးတယ်ဆိုရင်ဒီ convenience တို့ရှိပါတယ်အဓိကတော့ငါတော့ဘောနော်ဒီအရေးပါရှာပါတယ်ဒီနေ့မှာအဆောင်များနေရတယ်သွားနေနေရတယ်ဘောနော်ကိုကြိုက်တာကိုဝယ်လို့ရတယ်ပြအောင်လည်းလည်းစားလို့ရတယ်ပေါ့နော်ဒါရေးရတဲ့အလားစစ်တာပါနော်ဆိုတော့လည်းရှိပါရှိဒါအဲ့ဒီမပိုင်းနေရဖြစ်ပါအဲ့ဒီမှာ original ဟောပေါ့နော်ခင်းကွာထည့်ပြီးထားနေရတယ်ပေါ့နော်ပြီးရင်အဲ့အကူမနေစဲမယ်ဒီကျန်းနာပါဆိုရရှိရတယ်ပတ်ကလည်းအဲ့လိုပေါ့နော်ကွာတော့ခင်းကစားလို့လေရတယ်အရင်အဆင်ပြေပေါ့နော်ကလေး2ယောက်လေးရှိပါတယ်ပြီးရင်တော့ဒီမျိုးပေါ့နော်တခြားနေရာတစ်ခုရှိသေးတယ်အဲ့ဒါကဒီ amusement park ပေါ့နော်အဲ့ amusement park ပြန်ပြအောင်မယ်ဒီ amusement park မှာအဲ့ဒါနဲ့လည်းပေါ့နော်သူဆိုလုံးဝပန်းညာကျွေးပဲဒီဘယ်ရင်းပြတာဆိုတော့ဒီပန်းညာမြင်တာအရင်စောရနေပေါ့နော်ဒါပေမဲ့အခုကလည်းနေရှိုးဝိုင်းဒါပေမဲ့စောရနေတွေတော့ကဆူရပိုင်းမှာ Christmas tree ရှိတယ်မိဖို့ပြင်လို့ပေါ့နော်ရှမ်းမိုက်ပိုင်းဟိုမှာဆိုမှန်တာဒါတော့ရှင်ကျူပေါ့နော်စီနီမာစပွဲကျူပါဒီလိုတော့ကိုရှာရှိရဟက်ရှိရဘုနချားရီဟိုကော်ဖီကွက်တွေအများကြီးပြီးရင်တော့ရ shrine ဒီ shrine ပေါ့နော်ဒါကတော့ဂျပန်ဖျားရမယ်ဖြစ်ပါတယ်ဂျပန်ဖျားတော့ပေါ့နော်အဲ့ဒါနေလို့ပါအမှန်တော့ဘာရှိလဲဆိုတော့အမှန်ဒီရဲဝင်လာလိုက်အမှန်ဒီကြောင်ဘာလဲတော့မပြောတတ်ဘူးပေါ့နော်အဲ့ဒါကြီးရှိရဲအဲ့မှာကွာတကယ်လို့ကွာဒီနေ့ကအသုံးဝင်နေပေါ့နော်ကိုလူတယောက်တည်ပေါ့နော်ကိုတက်လိုက်တဲ့လူကိုပြင်ရှင်းလို့ရတယ်ဒီကြောင်ဘိုးတော်ကြီးစနာစကားပြောပြီးတော့ပေါ့နော်လုပ်လို့ရပါတယ်အဲ့ဒါ revival ဟိုရောနော်အဲ့ဒါဆန်ကိုကဒီမပါတော့မရဘူးပေါ့နော်ပြီးနောက်တခါနေနဲ့အဆန်းလိုက်ပါရှင်ပြီးတော့အဲ့ဒါကနေတော့ဟိုမှာကန်းရည်လေးရှိပါတယ်ကန်းရည်ဒီမှာမပါဘူးပေါ့နော်ဟိုမှာကတော့ရလိုက်ပြီးရှိပါတယ်ရှင်ဆက်ကွက်ဆူးဆောနေတဲ့သူတွေကတော့တိမယ်လို့ထင်ပါတယ်ပြီးဒီမှာဆိုတော့ဘန်တိုက်ကြီးရှိပါတယ်ဒီစကန်မျိုးပေါ့နော်အများကြီးပဲဆက်ကွက်မျိုးကြီးပေါ့နော်ပြီးတော့ဒီကကဖေးဆိုနေလေးတော့ကကဖေးရကြတော့ပေါ့နော်မျိုးဖတ်ထားလဲတော်တော်ကြာနေပါပြီ
ဖွက်ထားကြနေပေါ့နော်ဒါပေမဲ့စသူ original တွေမှမပါဘူးဘင်းကအသစ်ထည့်ပြီးထားတာမဆိုတောင်းလေးကိုလည်းယူသွားခြင်းနဲ့ယူသွားဝယ်သွားခြင်းနဲ့ဟာဝယ်သွားပေါ့နော်ပြီးရင်တော့ lock house ပေါ့နော် lock house ကလည်းအရင်မှကြီးရေးပြီးစမ်းအိမ်နေနဲ့ပေါ့နော်တော်တော်လေးအဆင်နေပါတယ်။ဒါဆိုတော့တယောက်တည်းလာနေလို့ရပါတယ်။ဒီနေ့မှပြောပါ။ပြီးတော့နာဆိုနဲ့ beauty salon ရှိတယ် beauty salon ပေါ့နော်။ပြီးတော့ can site ပေါ့နော် can site ကကျတော့သူကဘယ်လိုပေါ့နော်။ဒီ comfort တဲ့နေရာလေးဖြစ်ပါတယ်။ညမှာကားရည်ဘူးဆန်းတော့အများကြီးပဲရှိပါတယ်ရှင်။ဒီနေ့ music live music track ဆိုရဟာရှိအဲ့ဒါ music ဒီလိုဟာပေါ့နော်အဲ့မှာကိုကတော့ကဲရင်ကဲလို့ရတယ် CD ဗီဒီယိုတောင်ပို့လို့ရတယ်ပေါ့နော်ဆိုတော့ဒီနေရာလေးရလာပြလာထင်းနေနေရာလေးဖြစ်ပါတယ်ဆက်ကွက်ဆိုးစောနေတဲ့တူရတော့ဒီနေရာလေးယူချို့ကယူသွားရရှယ်ချို့ကစော့နေကြရပေါ့နော်စော့နေကြတူရတော့တိမယ်လေနေထင်းပါတယ်ហើយဆိုဒီနေရာလေးတွေကသွားကိုပေါ့နော်အရင်မပါဘဲနဲ့မှာအလကားခင်းမှာရှိနေနေရာလေးဖြစ်ပါတယ်ဆေးနေရာပေါ့နော်နောက်ပြီးတော့ခုနက ramen ဆိုင်ရလဲအရင်တော့ဆိုအမှ close ဖြစ်နေတာပေါ့နော်လုံးဝမပွင့်ဘူးနောက်ပြီးမှခင်းရဖွင့်ပြလိုက်ကြတာမသိဘူးနော်ရပြီတော်ပြီရနော်အမှဒီမှာလဲကွာတော့ cafe လာစားကြည့်စားလို့ရရဲ့အဆုံးရှိပါရဲ့ရှင်အားသိဆိုတဲ့ဗီဒီယိုရလောက်ပါလို့ဒီကကိုကျတဲ့နေရာတော့လို့ရပါရဲ့နေရာအကုန်လုံးအသေးစိတ်တော့လည်းမပြောပါဘူးပေါ့နော်ဒီတော့နိုင်နေရာလေးပဲပြောလိုက်ပါရှင်ဆက်ဗီဒီယိုလေးတိုင်းမှာလည်းဆက်ပြီးလုပ်ခဲ့ပါအားလုံးတော့ပါနားဆက်ဗီဒီယိုမှာပြန်ရပါမယ်ရှင်